2026ရောက်တော့မှာဆိုတော့လေ2026ကိုဘယ်အရာတွေတည်သွားခြင်းလဲ2026မှာလည်း2025လိုပဲပေါ့နော်ပို့ပြီးတော့လှသွားအောင်ပေါ့နော်အလှတွေတည်သွားပါမယ်ရှင်2026နှစ်တည်ရောက်တော့မှာဆိုတော့လေ2025ကဘယ်အရာတွေတည်သွားခြင်းလဲပျော်စရာတွေပဲတည်သွားခြင်းနဲ့စိတ်ညစ်စရာမဟုတ်ခြင်းတော့ အခုစိတ်ညစ်နေရ အခုစိတ်ညစ်ပါ2026ကိုဘာတွေတည်သွားခြင်းလဲအဲ့ဒါလေးတစ်ခွန်းလောက်ဖြည့်ပြီးတော့ ပို့ပြီးတော့မှကြက်ကြက်မမပြပြရှင်းရှင်းနဲ့နေသွားခြင်းပါလေအေး2026ကို2025ရဲ့ကြော်ကြီးကိုခေါ်သွားပါမယ်ပြီးတော့ရင်ဒီ exam ဒီဝန်ထမ်းအကုန်ပေါ့နော်ကိုယ့်ရဲ့ဒီညီမတွေပြီးတော့လို့ရှိရင်ဒီလူတွေကိုပဲပေါ့2026မှာထပ်ခေါ်သွားမယ်မင်္ဂလာပါညီမလေး2026ရောက်တော့မှာဆိုတော့2026ကိုပေါ့နော်2025ကဘယ်အရာတွေကိုတည်သွားခြင်း2026ကိုပျော်ရွှင်မှုတွေအောင်မြင်မှုတွေနဲ့ပတ်စံတွေတည်သွားကြပါလေ 2026ကိုဒီနှစ်ရဲ့ဘယ်အရာတွေတည်သွားခြင်းလဲ မင်္ဂလာပါရှင်မဟုတ်2026ကိုတော့ငွေအများကြီးရှာခြင်းတယ်မမဟုတ်ငွေအများကြီးရှာပြီးအိမ်ကိုအများကြီးပြီးခြင်းတယ်ရှင်2026မှာပတ်စံနေအများကြီးရှာနိုင်အောင်တည်သွားမယ်2025နေပြီးတော့ဗောနော် ခက်တရမယ်ငွေပဲတင်လိုက် နိုင်နီ တရားတင်သားချာအဟောင်းတွေပေါ့နော်အဟောင်းတွေကိုခြံထားခဲ့ပဲအစ်စ်တွေနဲ့အမျိုးစိတ်တစ်လူတစ်ဒီစားတစ်တော့မဟုတ်မရှိဘူးပေါ့အဲ့ဟာနဲ့ပဲသွားခြင်းမင်္ဂလာပါညီမလေး2026မှာဘာတွေတည်သွားခြင်းလဲ 2025မှာသုံးမကုန်တဲ့ပတ်စံတွေတည်သွားမှာပေါ့ ဘယ်လောက်ရှိလဲ အဲ့ဒါတော့ပြောလို့မရဘူးလေလှုပ်ဝက်ချက်ပေါ့ ချီအောင် ရိုင်လေးလာခဲ့ပေါ့ ညီမလေးကကံကောင်းမှုတွေသွားခြင်းပါတယ်မပြီးတော့ဒီမိဘတွေကိုလည်းပေါ့နော်အခုနှစ်ထက်မှာပို့ပြီးတော့မှအများကြီးလုပ်ကြွေးခြင်းတယ်တားကတွေလည်းအများကြီးပဲပြအောင်ရှာခြင်းတယ် မင်္ဂလာပါညီမလေး2026ကိုဘယ်အရာတွေတည်သွားခြင်းလဲ မလေးလာပျော်ရွှင်စရာတွေအများကြီးကို2026မှာတည်သွားကြပါရဲ့ရှင်2025ကဒီဟောပေါ့မလုပ်ဖြစ်လိုက်တဲ့အိမ်မက်တွေအကုန်လုံးမယ်ပေါ့နော်2025ရောက်စင်တသွားချင်းလဲဆိုတော့ကျမ်းမာချင်းပျော်ရွှင်ခြင်းတွေနဲ့ပတ်စံတွေအများကြီးတသွားချင်းနဲ့2026ကိုပျော်ရွှင်မှုတွေအောင်မြင်မှုတွေထက်မြက်မှုတွေတည်သွားပါမယ်ရှင်ပါရှင်2026ကိုပေါ့နော်ပျော်ရွှင်မှုတွေထက်မြက်မှုတွေတည်သွားကြပါရဲ့ရှင်2026ကိုကံကောင်းခြင်းတွေတည်ဆောင်သွားခြင်းနဲ့နောက်ပြီးတော့ဒီ target တွေအများကြီးရှာပြီးတော့အကောင်းဆုံးဖြစ်အောင်2026မှာဖော်ဆောင်သွားမယ်ပေါ့နော်2025မှာရှိနေတယ်အမတ်တရတွေနဲ့ပေါ့နော်ဒီ2026ရောက်မယ်ဆိုလို့ရှိရင်ကိုတို့အကောင်းဆုံးတွေကိုပဲကိုလှုပ်ဆောင်သွားမယ်2025မှာလုပ်ခဲ့တဲ့အမတ်တရတွေအားလုံးကိုပေါ့နော်ကောင်းတဲ့အမတ်တရတွေအားလုံးကို2026ကိုတည်ဆောင်သွားမယ်ပေါ့ညီမလေးရဲ့ကျမ်းမာရေးကောင်းတာရယ်မိဘနှစ်ပါးရဲ့ကျမ်းမာရေးကောင်းတာရယ်ပြီးတော့ဒီလှုပ်ရှင်ကိုင်စိတ်ရှိတဲ့လှုပ်ရှင်ကိုင်စိတ်ရှိတာတွေရယ်ပေါ့ဒါတွေတည်သွားချင်ပါတယ်ရှင်မ2026ရောပျော်ရွှင်မှုတွေနဲ့ပြင်ပတ်စံတွေအများကြီးတည်သွားခြင်းပါလေ2026မှာပျော်ပျော်ရွှင်ရွှင်နဲ့လုပ်ငန်းကပေးတဲ့ target တွေကိုပြည့်အောင်စူးစမ်းချင်ပါတယ် target တိုင်းကိုလည်းပြည့်ချင်ပါတယ်ရှင်2026မှာဒီ12လပိုင်းဘောနက်တွေအများကြီးကိုတည်သွားပါမယ်2026ကိုဒီစိတ်တစ်လူတစ်နဲ့ဒီပျော်ပျော်ရွှင်ရွှင်နဲ့ငွေအများကြီးစားသားခြင်းနဲ့